ယခုကျွန်တော်ရွတ်ဖတ်ပြမယ်ကဗျာလေးကတော့ဆရာပြိုးကျဲလက်ခန်းစားရေးဖွဲ့ထားတဲ့ပြည့်ခွန်အားအမည်ရကဗျာလေးပဲဖြစ်ပါတယ်ခင်ဗျာရွတ်ဖတ်သူကျွန်တော်ကိုခိုင်လင်းပါပြည့်ခွန်အားငယ်ဘော်ရောင်းရင်တငယ်ချင်းရမင်းတို့နဲ့ငါကျောင်းတော်သာမှာပညာရည်နှုတ်အတူစို့၍ငါတို့ကိုစီတို့တိုင်းပြည်ဤဇာနီသားလောင်းဆရာကောင်းတို့သွန်းလောင်းထုစစ်ဟိတ်အမြင့်သည်ချစ်ဖွယ်စွန့်စားနိုင်ငံသားဟုအများပါဇက်ဂုံအင်ထပ်ပြီးတက်တော်ထဲကတငယ်ချင်းဘဝတကွေပြန်ဆုံတွေ့တော့ဟဲ့တငယ်ချင်းငါရောင်းရင်ရမင်းကပြီချစ်သားကောင်းဖြစ်ပြီးရင်နှစ်သေးကြယတနာဟုနေရာမလက်အောင်လံထပ်၍တက်နှစ်ပြည်သူဖေးမကူသည်ငါလူဂုံစမ်းတပြေပန်းနဲ့ရွှင်လန်း၍ပါတကားလူသူမနီးတောတောင်ကြီး၌မိုးသည်လေထံကြံ့ကြံ့ခံလျက်မှန်ရာလဲရက်အသက်အပ်သည့်ပေးဆက်စွန့်စားပြည်ချစ်သားဟုဝင့်ကြွားလိုက်ပါတို့ပြည်သားမှာမင်းဟာပြည်သူဖေးမကူသည့်လူလိုစစ်သားပြည့်ခွန်အားกว่าငါတငယ်ချင်းအမှောင်ခွင်း၍အလင်းဆောင်ရာတို့ပြည်သားမှာနောင်လာနောင်သားမျိုးဆက်များကအားကိုယုံကြည်ကဘာတီထိဇာနီတို့ကိုအချစ်ပုံမီစိတ်အလိုလိုက်၍မပြတ်နဲ့ဟဲ့တငယ်ချင်းတက်တော်တွဲမှတန်နှင်းပေးဆက်မှန်ရာရက်သည့်ထထခုံထွားပြည်သူသားကိုငါကားမှန်းစဂုံယူရပြီအလေးနေပြုသည်တငယ်ချင်းနာတော်တာဆင်ပေးကြသောမိဘပြည်သူအပေါင်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုခိုင်လင်းပါ